တောင်ရှိတော့လေအလားအရန်ကြီးပြင်စရာမလိုပဲနဲ့ကိုလာတော့ဒီနေ့ပေါ့နော်မတငယ်ချင်းဆိုင်ရနေမျက်တောင်ဆက်လာတာအရန်ကျွေးမလေးဘော်ဘီရုပ်လေးနဲ့တူသွားပြီ anyway နော်မဟိုပါလဲ makeup မရှိတော့ဘူး makeup နည်းနည်းလေးထပ်လိုက်အောင်မယ်။ဝင်းရွှေစုခံရေစုခံ makeup ကောင်းလေးရချင်တဲ့သူတွေပေါ့နော်။အမက AI ရ Aura Rachel makeup မဆန်းရသေးတဲ့သူတွေစမ်းပြီးတော့ဝယ်သုံးကြည့်ပါစမ်းပြီးတော့ဝယ်လိမ့်ကြည့်ပါလို့အကြံပေးချင်ပါတယ်။သူကြတော့လေပပလေးရချင်တယ်ဆိုနည်းနည်းပဲလိမ့်ထူထူလေးရချင်တယ်ဆိုထူထူလေးရွှေစုခံရေစုခံတဲ့ makeupဟုတ်ပြီနော်သုံးပြီးတဲတဲ့သူရှိတယ်သုံးပြီးမတဲတဲ့သူရှိတယ်ဒါပေမဲ့တခုတော့ရှိတယ်ဒါလေးကြတော့လေထိုင်းမင်းသမီးဂျင်းနီပေါ့နော်ဂျင်းနီကိုယ်တိုင် presenter လုပ်ပေးတဲ့ makeup ပြီးတော့သုံးတဲ့သူတွေတော်တော်များများသုံးပြီးကြိုက်သုံးပြီးကြွေသူရဲ့ makeup အသားကလုံးဝမဝါလုံးဝမပြတဲ့ makeup လေးဒါကြောင့် မိန်းကလေးပဲဖြစ်စေယောက်ျားလေးပဲဖြစ်စေ makeup 6ကောင်းရှာနေတဲ့သူတွေစမ်းပြီးတော့ဝယ်သုံးကြည့်ပါလို့အကြံပေးချင်ပါတယ်နောက်တစ်ခုသူရဲ့အပြင်ပိုင်းတက်တိုင်ကအဘူးခွန်ကမတူဘူးเนาะဒါပေမဲ့ဆိုင်ကအတူတူပဲပစ္စည်းကအတူတူပဲသူက version အသစ်နဲ့ထုတ်ထားတဲ့အတွက်ကြောင့်ပို့ပြီးတော့ဒီအဘူးထက်ပိုကောင်းတယ်ဟုတ်ပြီเนาะတာမန်စိမ်းเนาะတပူကို290ပေးရတယ်အခုချင်းဝါရောင်ထဲမှာနေကြည့်290အောက်ဆိုအမြန်ဝယ်သွားပါเนาะရှင်း